မင်္ဂလာပါကျွန်တော်ကိုသူကပါပါဇက်နဲ့ဆိုပြီးတော့သချင်းတစ်ပုဒ်ကိုပို့လိုက်တာနဲ့အတန်သွင်းဖို့သချင်းအစဉ်သင်းဖြစ်သွားပြီဆိုတဲ့အကြောင်းအရာလေးပါတပုဒ်မှာ9000ပါအဲ့တော့လူကြီးမျိုးရေးထားတဲ့သချင်းရှိပါတယ်ဟိုကိုယ့်ရဲ့ဘဝကိုယ့်အကြောင်းကိုယ့်ရဲ့ခံစားချက်လေးတွေရေးထားတဲ့ချင်းတွေရှိကြပါတယ်အဲ့ချင်းလေးကိုဇက်နဲ့ဆိုပြီးဘိုင်ပါကိုပို့လိုက်ပါအဲ့တော့ဟောပဲဖြစ်ဖြစ်တိုင်းရင်းသားသချင်းပဲဖြစ်ဖြစ်အင်္ဂလိပ်သချင်းပဲဖြစ်ဖြစ်ရှမ်းသချင်းပဲဖြစ်ဖြစ်ကချင်သချင်းဖြစ်ဖြစ်ကယားသချင်းပဲဖြစ်ဖြစ်သချင်းအားလုံးအတူတူပါပဲအဲ့တော့ဘယ်သချင်းမဆိုပို့လိုက်ပါပို့လိုက်တဲ့ခါကျရင်ကျွန်တော်အတီးပိုင်းဆိုင်အောင်လုပ်ပေးတယ်အရင်တော့ကျွန်တော်တို့သချင်းတွေရေးထားပြီဆိုလို့ရှိရင်ကြာတယ်ပေါ့ဗျာနော်ကြာယူပါပဲဟိုဒရမ်သမားဘေးသမားဂီတာသမားသားသဖြင့်တယောက်ချင်းစီတီးထားတဲ့တဖိုင်စီတစ်ခုစီကိုရဖို့ဆိုတာအင်မတန်မှကြာပါတယ်အခုကအဲ့လိုမဟုတ်ပါဘူးလူကြီးမဲပို့ရတာနဲ့ဒီနေ့ပို့ရတဲ့ကျွန်တော်ဒီနေ့ပို့ရတဲ့ဒီနေ့ရတယ်ပေါ့အဲ့လိုပဲပြောပါလေဒါ software ပြီးတော့ဒီဝယ်ထားတာဖြစ်တဲ့အတွက် copyright လွတ်ပါတယ်နော်မိုဘိုင်းကိုရရှိပါတယ်မိုဘိုင်းနောက်တစ်ခုကဘာလဲဆိုတော့ဒီ software တွေကအများတန်းသူက upgrade လုပ်နေကြတယ်အဲ့ခါကျလို့ရှိရင်လုံးမရတဲ့အပိုင်းတွေနောက်များပေါ်လာတတ်တာပေါ့နော်အရင်တော့လည်း software တွေအဲ့လိုပေါ်ခဲ့ဘူးတယ်အစပိုင်းတော့ကောင်းတယ်နောက်တော့ update တွေလုပ်လာတဲ့ခါကျတော့အားနည်းချက်တွေပါလာတယ်လုံးမရတော့တာတွေဖြစ်လာတယ်ဒါကြောင့်လူမကြီးမဲစိတ်ကူးထဲမှာရှိတဲ့အရာကိုကောင်းတယ်ပေါ်လိုက်ပါတပုတ်မှာ9000ပဲဆိုတော့အရန်ထိုက်တာပါတယ်အဲ့တော့တရှင်းတပုတ်ကိုဗဇက်နဲ့ဆိုပြီးပို့လိုက်တာနဲ့ကျွန်တော်ကဒီက drum line bass line keyboard line တခြား line အနည်းဆုံး4 5 6 line 9 line လောက်ရှိတာပေါ့တရှင်းပေါ်မှာမူတည်တာပေါ့အဲ့ဒါကိုကျွန်တော်ကဟိုဖိုင်ဝိတ်ဖိုင်ပေါ့ဝိတ်ဖိုင်ဆိုတာ MP3 ဖိုင်တဲ့အဆင့် quality ကောင်းတဲ့အရည်သွေးကောင်းတဲ့အတန်ပါဝါရှိတယ်တခုပို့လို့တရှင်းတပုတ်ဗဇက်လေးနဲ့ကျွန်တော်ဆိုပြီးတော့ဥမာမိုးတိမ်နေမဲပြာနေတဲ့ငါမင်းကိုကြီးရတယ်ပို့ထည့်လိုက်တယ်ဟိုခေါ်ပဲဖြစ်ဖြစ် rapper ပဲဖြစ်တိုင်းသားချင်းပဲဖြစ်အင်္ဂလိပ်ချင်းပဲဖြစ်ရိုးရရသချင်းပဲဖြစ်ဖြစ်ဘာချင်းပဲဖြစ်ဖြစ်သချင်းအားလုံးအတူတူပဲပို့လို့ရရနော်အဲ့လိုပို့လိုက်တာနဲ့ကျွန်တော်ကဒါဟိုဒီအပိုင်းကိုဖန်တီးပြီးတော့ဟိုစောနာလို guitar line drum line bass line အဲ့လိုမျိုးဝေးဖိုင်နော်ပို့လိုက်တယ်အဲ့ခါကျအတန်သွင်းဖို့အစင်သင်းဖြစ်သွားတာပေါ့ဟုတ်ရင်တော့လည်းသချင်းတွေသွင်းတာဒီလိုပါပဲသချင်းကိုကျွန်တော်တို့ဆိုလိုက်ပြီးရင်ဂီတာသမားသူ့ဘိုက်ကိုတီးသွားတယ်နောက်တစ်ယောက်ကဒရမ်သမားဒီသချင်းကိုနားထောင်ပြီးဒရမ်ဘိုင်းဆိုင်အောင်တီးသွားတယ်နောက်ကီးဘုတ်သမားလာတယ်ကီးဘုတ်ဘိုင်းဆိုင်အောင်တီးပြီးပြန်သွားတယ်အဲ့ဒီလိုမျိုး line တွေကိုမှအကုန်လုံး4 5 line 6 line ကိုထပ်ပြီးမှဒီ recording လုပ်တာအတန်သွင်းတာဒါဒီလိုထုတ်တာပါအခုအခုကျွန်တော်လုပ်ပေးနေစနစ်ကလည်းအဲ့တိုင်းပဲနီးပညာနဲ့လုပ်တာဖြစ်တော့မြန်လာတယ်ဒီနေ့ပို့ရင်ဒီနေ့ရတယ်တပုတ်မှာ9000တယ်ပါဒါလူကြီးမျိုးတို့ဟိုတရှင်းဝါဒနာပါလေလူများတော့ဗောနော်တရှင်းဆိုတာအမှုပညာဆိုတာလည်း short တော့လို့မရပါဘူးလူပညာတရှင်းတပုတ်အောင်မြင်သွားရင်လည်းလူဘဝတစ်ခုကပြောင်းလဲသွားတာပါရှေ့မှာလည်းအဆိုးတော်တွေအဲ့လိုမျိုးကြီးရှိခဲ့ပူပါတယ်အဲ့တော့အခုခေတ်မှာခံစားကြည့်ပါကိုယ်ပိုင်တရှင်းကိုနားထောင်